သူစောယောဟန်ကောဝဲသူကစားတတနာဘောနာတကေယောဟန်ကြွေးကြော်စီကဖျားသခင်တိုးငယ်တော်ကိုကြည်ကြလောလောကသားတို့၏အပြစ်ကိုချွတ်တော်မူသောအရှင်ကိုကြည်ကြလောကျွန်ုပ်မရှိမီကပင်ရှိနေတော်မူသည်ဖြစ်၍ကျွန်ုပ်ထက်ပို၍ကြီးမြတ်တော်သူသည်ဤသူပင်ဖြစ်သည်ကျွန်ုပ်ဒီကိုရောကိုမသိခဲ့သို့တော်လဲကိုရောကိုဣသရေလလူမျိုးလူများတို့အားထင်ရှားစွာဖော်ပြခြင်းကကျွန်ုပ်ဒီလာ၍ရေဖြင့်စေကြောခြင်းဖြစ်သည်ဟုဆိုလေ၏ထို့နောက်ယောဟန်တသက်ခန်းသည်ကဝိညာဉ်တော်သည်ဂျုံငတ်တဲ့ပြင်ကောင်းကင်မှဆင့်သက်၍သူ့အပေါ်၌နားနေသည်ကိုကျွန်ုပ်မြင်ရ၏ကျွန်ုပ်သည်သူ့ကိုသိသည်မဟုတ်တို့ရာတွင်ရေဖြင့်စေကြောရန်ကျွန်ုပ်ကိုဆေလွတ်တော်မူသောအရှင်ကအကျဉ်သူ၏အပေါ်၌ဝိညာဉ်တော်ဆင့်သက်၍နားနေတော်မူသည်ကိုသင်မြင်ရပါကဤသူသည်တန်ရှင်းသောဝိညာဉ်တော်ဖြင့်စေကြောသောသူဖြစ်သည်ဟုကျွန်ုပ်အားမိန့်တော်မူခဲ့၏ကျွန်ုပ်သည်လည်းမြင်ခဲ့ရသောကြောင့်ဤသူသည်ဖျားသခင်၏သားတော်ဖြစ်တော်မူကြောင်းကိုကျွန်ုပ်သက်သေခံသည်ဟုဆိုလေ၏တိုင်းမဲ့ခတာတာကုသလော ကစားဝတစတတနာတကေonline ပါသူတွေနဲ့ဒီအပါသူတွေကိုအတိတ်ကကိုယ်အဖြစ်ပြက်လေးတစ်ခုကိုပြောပြခြင်းတယ်လွန်ခဲ့တဲ့15နှစ်ကျော်ကစိန်ကျူရန်ကင်းမှာရန်ကင်းသာသနာမှာရန်ကင်းစိန်ကျူသာသနာမှာမွန်စင်ညောအပါကြီးမွန်စင်ညောနဲ့အတူတူကြားခဲ့တယ်ပေါ့အဲ့တော့အကြောင်းထဲမှာဆိုကောင်လေးတွေပဲရှိတယ်ပေါ့ဈေးသွားဆွန်ချက်တန်ရှင်းကျောင်းဝေယဝိဆအကောင်လုံးအဲ့ဒီကောင်လေးတွေပဲပေါ့ကောင်လေးတယောက်ကဆိုမနက်တိုင်းဈေးသွားတယ်စပယ်လေးတစ်စီးနဲ့စပယ်အရှိမချင်းရှိတယ်မဟုတ်လားတော့မနက်တိုင်းကြာလာတော့အပါသတိထားမိလားအဲ့စပယ်ရဲ့ချင်းအပေါ်မှာဗလဲကစုံရွက်ရဲ့ချက်မောင်ရွက်တွေပဲပါလာနောက်တော့ရိတ်မိသွား तू ကကစုံရွက်ချက်မောင်ရွက်အောက်မှာ तू ကအရက်ပလင်းပါလာတာလေအုပ်လာတယ်ချက်မောင်ရွက်ကစုံရွက်နဲ့အုပ်တာကြော်တော့ပြောနေတတ်ကြပါတယ်ခလေးတွေကညနေဆိုတခါပျောက်သွားကြာလာတော့မေးရောမင်းတို့ညတခါဘယ်သွားကြတာလဲမင်းအပိုင်းမသိအောင်အဲ့တော့15နှစ်ကျော်တော့ကာရာအိုကေခက်စားရလေရန်ကုန်နဲ့တောမျိုးတွေမှာရန်ကုန်မန်းလေးတောမျိုးတွေမှာကာရာအိုကေတအားခက်စားဘာတာတော့ကာရာအိုကေသွားဆိုတာအပလေးလိုက်ပါလားဟာမင်းပောက်ကရတရက်ခေါ်တယ်မလိုက်နောက်တရက်ခေါ်တယ်အဖလေးအဲ့ဒီဆိုင်ကအဲ့ဒီကာရာအိုကေဆိုင်ကဘာသူတွေမလာဘူးနောက်ပြီးတော့ကောင်မလေးတွေကကရင်မလေးတွေချောလေးတွေခေါ်တယ်မလိုက်နောက်ကြတော့နောက်တရက်မှာသူတို့ဘယ်လိုခေါ်လဲဆိုတော့အဖလေးကိုအတွေ့အကြုံရှိအောင်လို့သားတို့ခေါ်တာတဲ့အမေအဲ့စကားတော့သဘောကျသွားတယ်အတွေ့အကြုံရှိအောင်လို့ခေါ်တာတဲ့အဲ့ဒါနဲ့လိုက်သွားလမ်းမှာပြောတယ်မင်းတို့ငါ့ကိုအပါလေးလို့မခေါ်နဲ့တော့လို့ငါ့ကိုအကိုကြီးလို့ပဲခေါ်ရတယ်ပါလေဒီလိုတော့အထာနဲ့ပြီးသားအကိုကြီးလို့ပဲခေါ်ခိုင်းကဲတာနဲ့သူရောက်အဲ့ကိုရောက်တော့ဆိုပါတော့ရောက်တော့ဆိုတော့ slide မီလေးနဲ့ဘီယာတောက်ကြတယ်ပေါ့လာပြီးတော့ sub လုပ်တဲ့ကောင်မလေးတွေကအဲ့ထဲကကောင်မလေးအထက်ကသူတို့ကရွေးပြီးသားအချောဆုံးတယောက်ကိုအပါလီနာလာထိုင်ခိုင်းတာအထိုင်ငယ်တော့ဘေဘောနော်ဒီမလေးကအပါခောက်လာဖက်အပါခါလာဖက်ဟိုလူကဖိတ်သိမ်းရှိတ်သိမ်းတော့ဖြစ်တာဒါပေမဲ့ဘီယာလေးတောက်ပြီးသွားတဲ့ကျတော့ရီဝေဖြစ်တာတော့သူ့အာမနာတော့သလားတချင်းဆိုအတူတူတချင်းဆိုရင်လည်းသူ့ရဲ့ပခုံးလေးကိုပြန်ဖတ်အလဲမိုက်တော့မိုက်တောင်းနေတော့ဝိတာကောင်လေးတယောက်ကအစားတောက်နေလာအစားတောက်နေလာတော့သူ့လည်းကြည့်လိုက်ပြီးတော့ဘာသာသူကောင်လေးဖြစ်နေတာအဲ့ဒါကောင်မလေးပခုံးပေါ်ကောင်မလေးပခုံးပေါ်ရောက်နေတဲ့လက်ကိုဖြတ်ကနေပြန်ချတော့အဲ့ဒီမှာလန့်လို့ကွာအိမ်မက်အခုမှပဲဒီသဘောပေါက်တော့အဲ့ဒီအိမ်မက်တာတကယ်ဖြစ်ခဲ့မယ်ဆိုရင်ငါနောင်တရမိမယ်ထင်တယ်ဒီတရားဟာနောင်တ
တန်ရုံပပစ္စအကြောင်းအပါခဏခဏဟောနေတော့သူ့အကြောင်းမဟောဘူးသူဟောခဲ့တဲ့တရားကိုဟောမယ်သူဟောတဲ့တရားဟာနောင်တ repentance လို့ခေါ်တယ်နားထောင်ကြည့်အပါရေးထားတယ်နောင်တရဲ့သဘောတဘာဝနောက်ကြမှာပြန်တရလို့နောင်တလို့ဆိုကြတယ်ကိုယ်စိတ်ကြိုက်ပါအမှားတွေပဲကျူးလွန်နေချိန်မှာအရသာရှိတယ်ကောင်းတယ်နောက်မှခါဟုတ်လားတစုံပြောင်းဆဲကျင်နေတယ်ဆဲလိုက်တဲ့အချိန်မှာအရင်အရသာရှိတာနော်အဲ့တဘောတရားသိမှာပါအရှိန်မပြောတော့နောက်မှသာနောင်တရပြီမဲ့ဒေါသနဲ့ရိုက်နဲ့ဆုံးမဒါမှမဟုတ်ထိုးကျိတ်နေခြင်းမှာဟာကောင်းတယ်ချစ်ရတယ်သူကအကောင်းပဲပေးတယ်အကောင်းပဲကျွေးတာဟာသဘာဝပါဖြစ်တာဘူးအေဝဟာသူချစ်ရတဲ့အာရံကိုပန်းပြီးကျွေးခဲ့တာချို့လို့ပါခိုင်းအေဝကျွေးပါမလားချစ်သူပေးတဲ့ပန်းသီးကိုအာရံဝါစားခဲ့တာရဲ့ညိုချခဲ့တာရဲ့အဲ့ဒါတွေကချို့လို့ပါဒီကြမှာခါဝါတာဒီကြမှာလေဘဲမှာတက်သွားခဲ့တာကနောက်မှပါနောင်တရမိတာလဲနောက်မှပါပဲတမန်တော်ကြီး12ပါးစလုံးဟာဂါလိလီယာနယ်သားတွေပါအနေနဲ့အများနေမြေလွတ်မြောက်ခွင့်ရခြင်းနေသူတွေပါသူတို့အနေနဲ့ဥဆောင်မဲ့ခေါင်းဆောင်လူနေတယ်ဒါကြောင့်သူတို့တွေခွတ်တော်နောက်လိုက်ချင်းမှာနိုင်ငံရေးတွေပါခဲ့တယ်ယူဒခွတ်တော်ကိုရောင်းစားခဲ့တာပတ်စံရခြင်းယုံတတ်မဟုတ်ပါဘူးသူရွှေ့ခဲ့တဲ့အရွှေ့သူရွေ့ခဲ့တဲ့အရွေ့ပါနိုင်ငံရေးကစားကွက်ထဲကိုခွတ်တော်မြန်ဆန်ဝင်လာအောင်ကြံစီခဲ့တာခွတ်တော်သူရဲ့အကွက်ထဲကိုဝင်လာတဲ့ခါမှာသူရင်ခုန်နေမှာပေါ့နော်မှားသွားပြီဆိုတာအပြည့်ရဲ့လောင်းရိပ်အောက်ကငါတို့လူသားတွေအကုန်လုံးဟာအားနေချက်ကိုစီနဲ့ဒါလည်းပါတယ်ဒီဖုန်းလည်းပါတယ်အမှားမကင်းကြတဲ့သူတွေပါတူပြောရရင်နောင်တယူဖို့လိုအပ်တာအားလုံးပါပြန်ပြောမယ်နောင်တယူဖို့လိုအပ်တာအားလုံးပါတခါတခါအပြည့်ပြည့်နားထောင်တာအဖာတရေအပါရေအပြည့်မဖြေတာ2နှစ်ရှိပြီ3နှစ်ရှိပြီစိတ်မကောင်းသမဏကအစတထောင်းစားအစုံနောင်တယူဖို့လိုတယ်ခွတ်တော်ဟာတန်လူကအခန်း73အငယ်3ကနေ5မှာတင်လို့တွေနောင်တမရကြရင်တခါတည်းမဟုတ်ဘူးနောက်တစ်ခါထပ်ပြောတယ်တင်လို့တွေနောင်တမရကြရင်စမာကျမ်းစာမှာနှစ်ခါပြောတာအရေးကြီးလို့နော်ပြောသူရင်လည်းပတ်သက်ပြီးပြောပြီးပြီဆိုတော့အပြောခံရတဲ့သူတွေထပ်ပြောမယ်နည်းနည်းထပ်ပြောမယ်လက်ညှိုးထိုးခံရဝေဖန်ခံရအစဲခံရသူတွေဟာလေပြန်တုတ်ပြန်ကြအရွက်တိုက်ကြခန္ဓာအထုတ်ပြတဲ့ main ကလေးတွေဟာလေအရွက်တိုက်ပြီးတော့အဖော်အချွတ်တွေကိုလှုပ်ပြလာကြတယ်အခုခေတ်မှာချစ်ကောင်းတဲ့ချင်းအဟောင်းလေးရှိတယ်လူတွေကအာယုံထားစိတ်ဝင်စားပေမဲ့လောကကြီးကိုအရွက်မတိုင်နဲ့လောကကြီးကမင်းချက်သားတယ်လောကကြီးကမင်းချက်မာတယ်မင်းမဲ့ဒုက္ခရောက်လိမ့်မယ်တဲ့
လောကကြီးကစီးဆဲစီးမြဲပါပဲအရွက်တိုက်နေရင်တက်တန်းတူတဲ့ကိုတွေကပဲဒုက္ခများသွားမှာငါကိုယ်တိုင်ငါ့ကိုကောင်းရဲ့လားဆိုတဲ့ပုံစံလေးနဲ့အတိသတိသင်ခြင်းလုံးတရားလေးကတ်ခါနေထိုင်သွားကြရအောင်Sataniform or the Constantian God doesn't judge Christians because of they sinned but because they don't repent မှတ်ထားဖယားဟာအပြစ်လုပ်လို့ခရစ်ယာန်တွေကိုစီရင်တာမဟုတ်နောင်နာမရလို့စီရင်တာတဲ့ဖယားဟာပြန်ပြောမယ်အပြစ်လုပ်လို့ခရစ်ယာန်တွေကိုစီရင်တော်မူတာမဟုတ်နောင်နာမရလို့စီရင်တာချက်စောရပါဘူးငါတို့တွေလောကကြီးကိုအရွက်တိုက်မိလိုက်ရင်တော့ဖယားကိုအရွက်မတိုက်မိပါစေနဲ့လို့သတိပေးရင်းနဲ့ဒီဘက်တော့အပိုင်းတရားကိုအဆုံးသတ်ခဲ့ပါလေ